Cambridge Global English လား Cambridge Primary English လားဘယ်ဟာပိုကောင်းတာလဲအားလုံးပဲမင်္ဂလာပါဒီချက်နာမည်ကတော့ဒီချက် Monica ပါဒီချက်ကတော့စာသင်သက်73နှစ်နီးပါးရှိပြီဖြစ်တဲ့ English teacher တူဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချက်ကဒီကျောင်းသားမိဘတွေပေါ့နော်ဒီချက်ရဲ့ကျောင်းသားမိဘတွေလည်းပါတယ်တခြားကျောင်းသားမိဘတွေလည်းပါတယ်အခုတလော International School ကကျောင်းသားမိဘတွေစုံလို့ရှိရင်ပြောဖြစ်နေတဲ့ topic လေးပေါ့ဒီအကြောင်းအရာလေးတစ်ခုကိုဒီချက်ကရှင်းရှင်းလင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ထဲမှာဒီချက်ကျောင်းသားတချို့ပေါ့နော်ဒီ International School ချင်းကိုပဲဒီဘက်ကျောင်းကနေတခြားကျောင်းကိုပြောင်းကြတယ်အဲ့ဒီအချိန်မှာဒီချိန်ကြီးပြီးခဲ့တဲ့ကျောင်းတုန်းကကျတော့ဒီ Cambridge Primary English ဆိုတဲ့စာအုပ်ကိုတင်လိုက်တယ်ဒီချက်ဒါပေမဲ့ဒီဘက်ကျောင်းတက်ရောက်တဲ့အခါမှာ Global English ဆိုပြီးတော့ပြောင်းသွားတယ်ဒီချက်အဲ့ဒါဘယ်လိုများကွာလဲပေါ့နော်သူတို့ကကျတော့ဒါကျောင်းသားမိဘကျတော့ဒါပညာရေးနဲ့နည်းနည်းလေးအလန်းဝေးတဲ့ကျောင်းသားမိဘတွေများတော့သိပြီးတော့မတိကြတော့ဒီချက်ကိုမေးတဲ့ကျောင်းသားမိဘတချို့လည်းရှိလို့ဒီ topic လေးကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ချေတို့ Global English ဆိုတဲ့စာအုပ်အကြောင်းကိုစပြီးပြောရအောင် Global English ဆိုတဲ့စာအုပ်မှာချေတို့ level က1 to 9ရှိပါတယ်။ပြမျှအားဖြင့်တော့အသက်5နှစ်ကနေ14နှစ်ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။ဒါကတော့အကြမ်းမြင့်အားဖြင့်ပေါ့နော်။ဒီစာအုပ်က English as a foreign language native speakers ကျောင်းသားတွေအတွက်ကိုရည်ညွှန်းပြီးတော့ထုတ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာဒါဆိုလို့ရှိရင်တော့ကျတို့ four skills တွေပါမှာပေါ့နော်။ပုံမှန်တိုင်းပဲ speaking, listening, reading and writing ဒါမျိုးတွေကို focus လုပ်ပြီးသွားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာသူက four skills plus cross curriculum ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ integrated learning တွေဖြစ်တဲ့ဒီ science day, mathematics day, geography ဒီနဲ့ပတ်သက်တဲ့ content တွေလည်းတွဲပြီးတော့ပါဝင်ပါတယ်ဒီစာအုပ်ထဲမှာပေါ့နော်ဒီ Global English စာအုပ်ထဲမှာဖြစ်ပါတယ်ဒီ Global English စာအုပ်ကဘာနဲ့တွားပြီးတော့ဆင်တယ်လဲဆိုလို့ရှိရင် Cherry ဒီ Cambridge exam course တွေလေဒီ starter level, movers level ပြီးရင် flyers level ဒီလိုမျိုး levels တွေကတွက်ကိုဒီ exam preparation course တွေရဲ့ဒီစာအုပ်တွေနဲ့ခက်ဆင်ဆင်သွားတယ်နောက်ပြီးတော့လို့ရှိရင် Cherry ဒီfamily and friend series တို့ပြီးတော့ kickbox series တို့ဒီလို series ကစာအုပ်တွေရဲ့ classworks တွေနဲ့လည်းနည်းနည်းခက်ဆင်ဆင်သွားပါတယ်ဒီပုံစံနဲ့တူရလို့တော့ဒီချင်းမပြောပါဘူးအဲ့ဒါကြောင့်လည်းဒီက four skill plus cross curriculum နဲ့သွားတယ်လို့ဒီကပြောချင်းဖြစ်ပါတယ်ဒါကဒီချက်ရန်ပြောတာမဟုတ်ပါဘူးဒီချက်ကျောင်းသားတွေကိုယ်တိုင်ဒီ Global English သင်နေတဲ့ကျောင်းသားတွေကို Primary English သင်နေတဲ့ကျောင်းသားတွေကိုဒီချက်ကိုယ်တိုင်သင်ပေးခဲ့ရတာမှုလို့သင်ပေးနေစေမှုလို့ဒီချက်ကဒါတွေကို analysis လုပ်ပြီးတော့ပြောချင်းဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ကတော့ဒီစာအုပ်က CFR standard နဲ့လည်းသူကညီမျှပါတယ်ဥပမာ CFR standard ဆိုတာဘာကိုပြောရလဲဆိုလို့ရှင်ကျတို့ A1 level A2 level B1 level B2 level ဒီလိုမျိုးဒီစာအုပ်တွေကိုတစ်ဆင့်ပြီးတစ်ဆင့်သင်သွားကြရမယ်ဒီ level တွေလည်းတက်လာတာမျိုးကိုကျတို့တိုင်းတာလို့ရတယ်ဆိုလိုရင်းပဲဖြစ်ပါတယ်ဒီ Global English ဆိုတဲ့စာအုပ်ကြောင့်ပြီးသွားတဲ့အခါမှာကျတို့တွေ Primary English စာအုပ်ကြောင့်လေးဆက်ပြီးတော့ပြောကြရအောင်Primary English မှာက level primary level ဖြစ်တဲ့အတွက်ကြောင့်မလို့1 to 6ရှိပါတယ်။ပြည့်မြတ်အားဖြင့်တော့အသက်9နှစ်ကနေပြီးတော့17နှစ်ကလေးတွေအတွက်အကြောင်းသားတွေအတွက်ရည်ညွှန်းပြီးတော့ထုတ်ထားတာ English as a first language အနေနဲ့ဒီချေတို့ native speakers တွေလည်းသင်လို့ရပါတယ်။ချေတို့နိုင်ငံမှာလည်းဒီ primary English ကိုသင်နေတဲ့ international school တွေမှာအများကြီးရှိပါတယ်။ချေကျောင်းနာမည်တော့ mention မလုပ်တော့ဘူးနော်။ဒီစာအုပ်ထဲမှာချေတို့ language art ကိုအသားပေးပြီးတော့emphasize လုပ်ပြီးတော့သူကဒီတင်တဲ့စာအုပ်ဖြစ်ပါတယ်။ဘာတွေလဲဆိုလို့ရှိရင် Cherry က grammar တွေပါမယ် vocabulary တွေပါမယ် reading comprehension တွေပါမယ် literature အဓိကတော့ literature အသားပေးပေါ့နော် literature ကိုသူကလုံးဝ base လုပ်ပြီးတော့ main အသားပေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ reading comprehension တွေပါမယ် story analysis တွေပါမယ် creative writing တွေပါမယ်အဲ့လိုမျိုးတွေကို base လုပ်ထားတာဖြစ်တယ်ပြီးလို့ရှိရင်တော့ပြီးတော့သူက SPAG ဆိုတဲ့ဒီ phonics တွေပါမယ် spellings တွေပါမယ် pronunciation တွေပါမယ် grammar တွေပါမယ်ဒါမျိုးတွေကို emphasize လုပ်ပြီးတော့သင်တဲ့ဒီ literacy focus စာအုပ်ဖြစ်ပါတယ်ဒီ course ကပေါ့နော်အဲ့ဒီမှာဘာတွေထပ်ပါအောင်လဲဆိုရင် fiction non fiction နဲ့ပတ်သက်တဲ့ content တွေလည်းပါပါတယ်အဲ့တော့ဒီစာအုပ်နှစ်အုပ်ကိုဘယ်ဟာပိုကောင်းလဲဒီချဲလို့မေးလိုက်တော့ဒီချဲတော့နှစ်အုပ်စလုံးကောင်းတယ်လို့ပြောမှာပဲဘာဖြစ်လို့လဲဆိုတော့နှစ်ခုစလုံးကဒီ academic အတွက်ကိုသူကဒါဒေတာလေးကိုထုတ်ထားတဲ့စာအုပ်တွေပဲဖြစ်တယ်ပြီးသွားလို့ရှိရင်ဒါပေမဲ့ကွာခြားချက်ကကျတော့ဘာရှိမလဲဆိုလို့ရှိရင်ပထမဆုံးရှင်းပြခဲ့တဲ့ Global English ကကျတော့သူက language ပိုင်းကိုနည်းနည်းအသားပေးပြီးတော့ထုတ်ထားတဲ့ course ဖြစ်တယ်ဒီ
ဒုတိယတစ်ခုအနေနဲ့ဒီ primary English ကကြတော့သူက literacy focus ဖြစ်တယ်စာပေပိုင်းကိုအဓိကထားပြီးတော့ထုတ်ထားတဲ့စာအုပ်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုကဘယ်စာအုပ်ကိုရွေးရမလဲဘယ် course ကပိုကောင်းလဲလို့ပြောမယ်ဆိုရှင်တော့ course တစ်ခုစလုံးကကောင်းပါတယ်အဲ့တော့အဓိကတော့ကိုကဘယ်အပိုင်းကိုသွားချင်တာလဲပေါ့နော်ကိုသားသမီးလေးတွေကို literature focus အနေနဲ့ကိုကသွားချင်တာလားစာပေပိုင်းကိုအထူးပြုပြီးတော့သွားချင်တယ်ဆိုလို့ရှိရင်တော့ primary English သင်တဲ့အကြောင်းကိုရွေးလို့တော့ရတယ်ဒါပေမဲ့များသောအားဖြင့်ကတော့ primary English သင်တဲ့အကြောင်းတွေက native speaker စစ်တွေကိုပဲခေါ်ပြီးတော့သင်ကြတာများတယ်ပေါ့နော်ဒီ local teacher တွေလည်းမသင်ဘူးမဟုတ်သင်ပါတယ်ဒါပေမဲ့များသောအားဖြင့်ဆိုတဲ့စကားကိုတစ်ချက်ခံထားပါတယ်တော့ကြာလာစဲမှလည်းကြပါသေးရောနော်အဲ့လိုဆိုတော့ native speakers teacher class teacher တွေကိုယ်တိုင်သင်တာတွေရှိတယ်ဒီကျဲတို့ local teacher တွေလည်းသင်တာရှိပါတယ်အဲ့လိုဆိုတော့ပေါ့နော်အဲ့တော့ကိုက literature focus အနေနဲ့ကိုကလေးကိုသွားချင်နေဆိုလို့ရှိရင်တော့ primary English သင်တဲ့အကြောင်းကိုရွေးပါဒီကိုကလေးကို language focus ပေါ့ဒီ four skills focus လုပ်တဲ့course မျိုးကိုသင်ချင်နေဆိုလို့ရှိရင်တော့ global English သင်တဲ့အကြောင်းတွေကိုရွေးပါနှစ်ခုစလုံးကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချက်အဲ့တော့တခုမေးစရာထွက်လာတာကဒီချက်ရှင်းပြသွားရတယ်မှာ primary English က literature ပဲ focus လုပ်တယ်စာပေပိုင်းမှာ focus လုပ်တယ်ဒီချက်အဲ့ဆိုကျွန်မ clear speaking နဲ့ listening နဲ့ reading နဲ့မရတော့ဘူးလားမဟုတ်ပါဘူးရတာပေါ့ဘာဖြစ်လို့လဲဆိုတော့ international school ဖြစ်တဲ့အတွက်ကြောင့်မလို့ English လိုပဲ communicate လုပ်ရတယ်တရားဝင် English လိုပဲစကားပြောရတာရှိမယ် teacher နဲ့ communicate လုပ်ရတာရှိမယ်ကိုယ့်ရဲ့ဒီ students တွေ classmate တွေအချင်းချင်း communicate လုပ်ရတာရှိမယ်အဲ့တော့ကြောင့်မလို့ first skill ကတော့ဒါကဒီ speaking နဲ့ listening တွေကတော့အများအားပါပြီးသားပဲ international school ဆိုတာ ਨੇ အဲ့လိုဆိုတော့အဲ့တော့ချက်ပြောချင်တာကမိမိတွေအရန်ကြီးcourse ပြောင်းသွားလို့စိုးရိမ်ရတာမျိုးတို့course ပြောင်းသွားလို့ကိုယ်ကလေးကလိုက်နိုင်ပါမလားတို့တော့မတွေးစေချင်ပါဘူးဒါအကြောင်းတိုင်းမှာကဆရာမတွေကအကုန်လုံး qualify ဖြစ်ပြီးသားပဲဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ချာချာသင်ပေးမယ်လို့ဒီချက်ကတော့ယုံကြည်ပါတယ်ဒီချက်ကတော့ဘယ်အကြောင်းမှတော့မဟုတ်တော့ပါဘူးအခုလောလောဆယ်ပေါ့နော်ဟိုအရင်တုန်းကတော့ဒီချက်က international school တခုမှချက် senior class teacher နဲ့တာဝန်ယူခဲ့တယ်ဒါပေမဲ့ဒီချက်အလုပ်ထွက်လိုက်တဲ့အခု9နှစ်ရှိပြီပေါ့နောက်ပိုင်းမှာတော့ချက် freelance အနေနဲ့ပဲလုပ်နေတာဖြစ်ပါတယ် freelance အနေနဲ့ပဲရက်တည်နေတာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ချက်ဘယ်အကြောင်းကိုမှတော့ဒါကကြော်ညာနေရလည်းမဟုတ်ပါဘူးအဲ့ဒါကမိဘတွေဒီချက်လက်ရှိကျောင်းသားမိဘတွေ confuse ဖြစ်နေတဲ့ကိစ္စတွေတချို့ကျောင်းသားမိဘတွေမမေတွေ group တဲဒီမှာကျောင်းသားမိဘတွေနည်းနည်းလေးစိတ်ပူနေကြတာတယောက်ဘယ်လိုပြောမလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေကြတာလေးတွေကိုဒီချက်ကရှင်းရှင်းလင်းလင်းသိသွားအောင်လို့ကူညီပြီးတော့ရှင်းပြခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီနေ့ကတော့ဒီလောက်ပါပဲဒီချက်ရဲ့ page မှာလည်းပညာရေးနဲ့ပတ်သက်တဲ့ knowledge တွေအများကြီးပဲ sharing လုပ်ပေးဦးမှာမို့လို့စိတ်ဝင်စားလို့ရှိရင် follow သွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်